ပြင်ပြလေးမျိုးသွားကြလို့ normal stay ပြင်ပြ follow လောက်လာနေတယ်ပဲ over ကောင်ပြင်ပြီးတော့ back ပြီဗျာ remind မရှိတဲ့ timing တွေမှာတော့တော်တော်လေး queue ဆိုင်ဖို့တော့လိုတယ် TL page နဲ့အဲ့လို view ဆိုင်ရင်တော့ဒီလိုမျိုးလေးတွေသုံးနိုင်တယ်ဗျာနောက်မှလည်း sun for gradually ပြင်ပြသုံးထားသေးတယ်ဗျာ fun flat ပြင်ပြရိုက်ထားသေးတယ် pilot test ပြင်ပြကားထားသေးတယ်နောက်မှာ sun for ပြင်ပြ down သွားခဲ့ပြီလေတတိပြင်ပြတိုက်ထားသေးတယ်နောက်မှာ for air strike ပြင်ပြီးခဲ့ cloud လို့တဲ့ damage ကြားထဲမှာ KTZ ပြန်ချသွားတဲ့ဒီမှာကျန်နေခဲ့တဲ့ JP ကောင်ကျွန်တော်30 stage ကြားမှာသွားပြီးမိနေဗျာ Banyan test တောင်းနေ straight ကြားထဲမှာ JP တောက်လျှောက်ရရှင်ဝင်သွားတယ်ဗျာ Banyan test ပြန်ပေးဖို့ကြိုးစားရင်လည်းစံကြီးကောင် backup ပြန်ပေးထားတဲ့နောက်မှာတော့ဒီလောက်နဲ့ပြန်ဖိုးရမှာဗျာ တာတယ်လေးကိုတော့ကျွန်တော်မြန်ဆန်တော့ပြန်ပြီးတော့ phone နေသေးတယ်ဗျာ OFJB စံကြီး3កောင်တော့ရှိတယ်ဒါပေမဲ့ YG ဘက်မှာ4កောင်ရှိတဲ့အချိန်မှာဒီကောက်တာတွေကိုတော့ကျွန်တော်တို့ပြန်ပြီးတော့ phone ဆိုတော့ကောင်းလို့ရသေးတယ်ဗျာဒီနာနေနဲ့လည်း ultimate chain တွေကစောင့်နေရဖြတ်ကန်သွားပြီ JB ဒါပေမဲ့ Failure Air Strike ထက်ကျထားနေပဲရအောင်တီးထုတ်ထားသေးတယ် Careless Free OF နေနဲ့တာတယ်ရအောင်ယူပေးထားတယ်ဗျာနောက်မှတော့ကျွန်တော်ပြန် follow နေပြီ Hero King နဲ့တာတယ်ကိုတော့ဒီတစ်ခေါက် battle မှာလည်းပြန်လည်ပြီးတော့လဲထားပါသေးတယ် ဒီညမှာလည်း ပါမယ်ကျွန်တော် escape ဖြစ်ဖို့အတွက်ရှိသေးတယ်အောက်မှာလည်းကျွန်တော် stage ကိုလာပိတ်ပြီးတော့ဖမ်းနေတာ sand ဖို့နေတယ်မရဘူးဖြတ်ကန်ထားတယ်တောင်းထားတယ်ဆိုတော့ go ခွာထားတယ်အော်ပြီးသွားသေးတယ်ဗျာကျွန်တော် stage နဲ့ follow damage တွေခံရရင်းနဲ့ပဲဒီချိန်မှာတော့ပြန်တော့ပေးလိုက်ရ sand ဖို့တော်ကောင်းနေဗျာ fake ကနေ Failure Air Strike ထက်ကျထားသေးတယ်နောက်လျှောက်ပဲ stage video ဖြစ်ရှင်းနိုင်တယ်အောင်လေးတလေးရတော့ကျွန်တော် YG နဲ့ပြန်တော့ပေးလိုက်ရတယ်ဗျာ Game spread တွေကန်ဘောကတ်တယ်ကိုစီးတဲ့ဒီမှာကဲပြီးတဲ့နောက်မှာတော့တောင်းမှာ violent test တွေ for air strike တွေတော့ blue jet damage တွေကြားထဲမှာမသိသေးဘူးလားမသိသေးဘူးလား Saffron မသိသေးဘူးလား Greg နဲ့ပြန်ပေါ်သွားတဲ့နောက်မှာဘလင်းကောင်ပြန်တောင်းသွားနေတယ်ပဲကျန်နေခဲ့တဲ့ရင်းကောင်ထပ်ပြီးတော့အဆုံးသမ်းဒီမှာရေဆိုးချင်းတော့လည်းပြပြတဲ့ damage တွေကြားထဲမှာ format တောင်းကျန်နေခဲ့တဲ့ hand ကောင်ပါ၄ကောင်လုံးဝိုင်းချဖို့ကြိုးစားနေတယ်ပဲကာတီစီနောက်မှာကျန်နေခဲ့တဲ့ Sanji ကောင်အဆုံးသမ်းနေတယ်ပဲ fireman wide out နေတာတခုတော့တင်းလက်ကွေရယူသွားခဲ့ပြီဖြစ်ပါတယ် game နဲ့ပုံပြီးတော့ဖြတ်လို့အစီအပြေတော့မယ် Final flat ပြီးတော့ပြီးသားသေးပဲနောက်မှကျွန်တော်30 wait for the dragon fall damage မှာ cloud ထိုင်ပြီးတော့ဖြစ်နေတယ်ပဲဒီချိန်မှာလည်း JP မသေးဝါပြန်ဗျာ Sanford တော့ Violent Dance ဒီတစ်ခေါက်ကတော့ show သွားပြီเนาะဒီ glue ဖြစ်နေတဲ့အရာတွေအကုန်လုံးတော့ဒီခါလေးကျွန်တော်တို့အနေနဲ့ရှင်းထားပြီဗျာ Trinity 3ယောက်လေးကျွန်တော်အနေနဲ့ပြန်ပြီးတော့ပါလာခဲ့ပြီ YG ဘက်မှာအဲ့လိုမျိုး YG ပါရောက်တော့ကျွန်တော်ပြန်တော့သွားလာပြီဒါပေမဲ့လက်ရှိချိန်မှာ Failure Air Strike ချိန်တော့သူနာတော့နာနေခဲ့တဲ့အချိန်ပါဗျာတစ်ဖက်ကလည်းကျွန်တော် Chase Man တို့ Radiant Armor ဒုညိုက်သွားချိန် JP ကတော့လက်ရှိချိန်မှာကျွန်တော်တို့ line ဖြတ်မယ်ဆိုရင်တော့တိတ်ပြတ်ဖို့ပြတ်မယ်လို့မထင်ဘူးဗျာเนาะဒီချိန်မှာ broken wall ဖြစ်နေရတယ်ပါတယ် JP တော့ကတော့လာတဲ့လှုပ်ရှားတဲ့ဘိုင်းမှာတော်တော်လေးမြင်မြင်ဆန်ဆန်ရှိတယ်ပြောရင်းဆိုရင်လည်းကျွန်တော် KTZ နဲ့လက်ရှိချိန်မှာကျွန်တော် BOD ပြင်လေပြီးပါလာခဲ့ဗျာ ကဲ BOD ပါလာပြီဗျာ အရင်တို့ပြောနေတာစံကြီးကကျွန်တော်တို့ profile နဲ့တောင်းပါရအောင်ဘို့ကျွန်တော် OF ကိုလည်းကန်နိုင်မှရမယ်ဒီပွဲတွေကဖမ်းဖို့ပြီးဖို့အတွက်ကများနေတာရေလုံးခံနေတဲ့ Violent Dance ဖြတ်ပြောက်ပေးထားတယ် Failure Air Strike မှာထက်ချဲထားတယ်ဗျာ Bullet Damage ကဖက်ကပါလိုက်ချိန်မှာစမ်းဖို့ဂုံးပါရဝင်တော့တစ်ခွက်တော့ပြသွားပြီဒီချိန်မှာစမ်းဖို့ကပြန်ပြီးထွက်လာချိန်မှာချူရှင်း Plan နဲ့ကင်မြောက်တိုင်းနဲ့မပင်းချင်ခဲ့တဲ့အချိန်မှာနောက်ကတော့ပြန်ဖုန်းနေရပြီလုံးဝလည်းပြီးသွားတဲ့အချိန်မှာ Resident Dyson တိုင်းအောက်မှာတော့ Killing Spree ကိုပါ OF အနေနဲ့ရောက်ယူသွားခဲ့သေးတယ်ဗျာ Overall timing ကိုပြန်ဆောက်အောင်မယ် OF ရဲ့ damage ကဒီချိန်မှာတော်တော်ကြီးကိုများနေခဲ့ပြီဗျာ Failure Air Strike Final Slash ပြန်သုံးတိုင်းနဲ့ပဲရိုင်းထိုးလာလို့မချသေးဘူး Sandy Chris the Pink Flame ကင်မြောက်ဖို့တော့လိုက်ချနေသေးတယ် Lord B နဲ့ကျဲတော့တိုးလာပြီအခါလေး Chris တို့ရိုက်ဖို့တော့ကြိုးစားနေပြီဒါဒီဘက်မှာလည်း Blend into Red Cardini ဝင်လာတဲ့အချိန်မှာဖြစ်တော့ရှင်းပေးလိုက်တယ်ဒါပေမဲ့ Lord တော့အရင်ဆုံးတော့ရှင်းရမယ် Cardini ကြောက်သွားရင်လည်းဒီဘက်မှာ JP တို့ဘာလို့တောက်လျှောက်ပြန်ပြီး force ခဲ့တဲ့အချိန်မှာ Lord တော့ပြင်ရှင်းတော့ပြီးသွားတယ်ဒါပေမဲ့3အောင် down သွားတယ်မြန်မာသေးနေတယ်လုံးဝဆိုင်လို့တော့မကြတော့ဘူးဗျာ Failure Air Strike ဝင်တော့မှာ ဂျာသေးဂျာသေး ရှင်းတော့ပြန်ထွက်လာပြီဒါပေမဲ့ဒီချိန်မှာ Immortality right time ပြန်ပြီးသုံးတိုင်းနဲ့ပဲ stage ပြန်ပြီးကြာသွားပြီဗျာ Minion Wave ကိုတောက်လျှောက်တက်လာခဲ့တဲ့အချိန်မှာ Sandy Chris Throw ရိုက်ချိုးနေနေပဲ Game 2တော့ Team Liquid PH အနိုင်ရရှိသွားနေပဲ Knockout stage ကိုတော့တလန်းလို့သွားခဲ့ပြီဖြစ်ပါတယ်အကောင်းဆုံးကြားသလောက်တော့ဆွဲဆောင်ပြီးတော့ defend ခဲ့ပြီလေပတ်ကတော့ကမ္ဘာချန်ပီယံ TLCA ဖြစ်နေခဲ့သလိုဂုတ်ကြီးကာတီစီပါဝင်လာခဲ့တဲ့ Jungle Rule မှာတော့ကျွန်တော်တို့ဟာလုံးဝအားမတန်လို့ပန်လျှော့ခဲ့ရပြီဆိုတော့အနေသားနဲ့ပဲနော်2-0ဆိုတဲ့ချက်လက်ကိုတော့ပြီးဆုံးသွားခဲ့ဖြစ်ပါတယ်ဆိုတော့5 for knockout stage နောက်ထပ်တော့အဆင့်နေစီကိုတော့ TLCA ဟာကလန်းသွားခဲ့ပြီဖြစ်ပါတယ် အဲ့လိုရှင်လေးတွေပါတော့ကောက်ပြန်အောင်ပါလေနေရလीဒီကလေးပြေးနေတာ ချိန်မှာကျွန်တော်မြန်မာတင်း